င်္ဂလာပါကျွန်တော်အခုဒီနေ့ငွေထုတ်မှာပေါ့နော်ကျွန်တော်ဒါမနက်ခင်းငွေသွင်းပြီးတော့သူတို့ကုန်ဖားလုပ်ပြီးတော့ကျွန်တော်အားလုံးပြီးသွားပြီပေါ့အဲကျွန်တော်ငွေထုတ်မဲ့ get app လေးကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော် get app လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်အသစ်တွေဆိုရင်ဒီဘက်ကနေ select button ကိုယူပြီးပါမယ်ဟောင်းနေရတော့ဘာမှမဖြစ်ပါဘူးဒီတိုင်းပါပဲ next လေးကိုကျွန်တော်ပြီးလိုက်ပါမယ်ကျွန်တော်နာမည်လေးပေါ်လာပါပြီ next လေးကိုထပ်ပြီးလိုက်ပါမယ်ဒီလိုကျွန်တော်ထုတ်လို့ရတာအများကြီးပေါ့နော်ဒါကျွန်တော်ငွေပြီးထုတ်လို့ရတယ်ဆိုတော့အဲ့ရမှာကျွန်တော်ကဒီ20ရာခိုင်နှုန်း20ဆိုတဲ့ဥစ္စာရဲ့ channel အောက်ဆိုင်ကျွန်တော်အခုတစ်ခုမှမထုတ်တော့ကျွန်တော် channel လိုက်ကျွန်တော် channel လိုက်ပါနော်အဲ့ဒါဒီပဲပေါ့နော် actual interest ဆိုတဲ့ဥစ္စာနဲ့စပြီးကျွန်တော်ထုတ်ပါမယ် all လေးကျွန်တော်နှိပ်သွားတာပြ all လေးနှိပ်သွားရတယ်1380ပေါ့နော်ကျွန်တော်1380ထုတ်လို့ရတယ်အခုကျွန်တော်1380ထုတ်လို့ပါမယ်ဒီလိုနှိပ်ပါမယ်အဲ့မှာကျွန်တော်က G ခဏရ G ခဏဆိုကျွန်တော် G ကုတ်လေးကိုကျွန်တော်ပြန်ထည့်ပေးရမယ်ကျွန်တော်ခဏပြောနေလေကျွန်တော်တို့ကြီးကဒီလို G လောက်ထားဟိုဘက်ကနေပြီးတော့ဖောက်သွားတဲ့လူကဖောက်မယ်ဆိုရင်တော့မှဖောက်လို့မရဘူးဒီ G ချိမှကျွန်တော်တို့ G ကုတ်ချိမှသူဖောက်လို့ရတယ်ပေါ့နော်အဲအကြောင်းလို့ G ခဏပါလို့ကျွန်တော်ကပြောတာပါခင်ဗျကျွန်တော် G ကုတ်ဒီမဲ့ပေးထားတဲ့ဥစ္စာကျွန်တော်6လုံးကျွန်တော်ထည့်ပါမယ်ထည့်လိုက်ပါပြီပြီးရင် next ပေးလိုက်ပါမယ်ရပြီးသွားပြီ okay နှိပ်လိုက်ပါမယ်ဗျဒါဆိုရင်ကျွန်တော်ထုတ်တဲ့1380ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်ငွေထုတ်တဲ့ကိစ္စကိုကျွန်တော်ပြီးသွားပါပြီသူပြန်ဟိုဘက်ကနေပြန်ပြီးတော့မယ်ဆိုရင်ကျွန်တော်ငွေပြီးတဲ့ကိစ္စကိုနောက်ရက်ကျရင်ကျွန်တော်ပြန်ပြီးတင်ပြီးတော့ဒီလိုမျိုးလေးပေါ့စီတန်းလေးထွက်လာမယ်ဒီကအပြားလေးထွက်လာမယ်ပေါ့နော်အဲ့ပဲဟိုဘက်ကနေပြီးတော့ double စိမ့်မယ်ပေါ့အဲ့ဒီအခါကျရင်ကျွန်တော်ဒီငွေထုတ်တဲ့အခါမှာကျွန်တော် happiness letter ရေးပြီးတဲ့ဥစ္စာတွေအားကိုကျွန်တော်ပြန်ပြီးပြောပြပါဦးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်